အားလုံးပဲမင်္ဂလာပါ77 Sport နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဖလားလက်မဲ့စာမျက်နှာတွေပါခဲ့ရတဲ့ Guardiola နဲ့ Man City ဆိုတဲ့ topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာပါကျွန်တော်တို့ဒါဒီ content ကတော့ထုတ်ထားတာတော့တော်တော်ကြာပြီဒါပေမဲ့မပြောပြနဲ့ဒါ Crystal Palace နဲ့ပွဲအပြီးမှကျွန်တော် Man City အကြောင်းတွေကိုတောက်လျှောက်စဉ်းစားပြင်းရင်းနဲ့ဒါပြန်ပြောဖြစ်တဲ့အကြောင်းအရာပေါ့လေ။ဘာလဲဆိုတော့ Man City ဒီကွမ်းလင်မှာတော်တော်လေးအဆင်မပြေဖြစ်နေတယ်။ဒါဒီအိမ်မဆိုးတစ်ခု Man City တဲ့ဒီနှစ်ဒီအိမ်မဆိုးတစ်ခုဆိုတော့ညာလေးပဲနောက်နှစ်အတွက်ဆိုလို့ရှိရင်တော့ဒါအမောင်လေးကအလင်းလိုပဲကျွန်တော်တို့ပြောရမလား။အလင်းနဲ့တစ်ခုကိုရှာကြည့်တယ်ဆိုလို့ရှိရင်တော့ Rodri ပြန်လာတော့မယ်။အဲ့လိုမျိုး Rodri ပြန်လာနဲ့တက်ဆက်သေးပဲMan City မှာပို့ပြီးတော့ aura တခုရှိလာတော့မယ်ပြီးတော့ဒါပြောမယ်ဆိုရင်နောက်ထပ် effort တစ်ခုဒီပါလဲဆိုတော့ Man City ဒီကွမ်းလည်သူတွေကိုဝယ်နေတယ်ဆိုတဲ့သဘောတရားမျိုးပဲအဲ့တော့ Man City ရဲ့ကွမ်းလည် power house ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီရာဒီမှာကျွန်တော်ဒီဟောပေါ့နော် content တစ်ပုံမှာပြောခဲ့တယ်လို့မျိုးပဲ agent player တွေအရင်များတယ်ဒီအသက်ဝယ်လာတဲ့ player တွေကလည်းပြောမယ်ဆိုလို့ရှိရင်အဆဟတ်မတဲကြဘူးလို့ပြောနေတယ်ဆိုတော့ညာလည်းပဲနောက်နှစ်မှာဆိုလို့ရှိရင်ဟိုအစိုးရအကောင့်ကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ခုနကပြောသလိုမျိုးပဲ Rodri ကနေပြီးတော့အုံမြင့်တယ်မဲ့ Rodri ဥဆောင်မဲ့ကွမ်းလည်တစ်ခုဒီပြန်ပြီးတော့ကောင်းလာနိုင်နေဆိုတော့ညှော်လင်းချက်တွေလည်းကျွန်တော်တို့ရှိနေသေးတယ်ဒါ Man City နဲ့ Guardiola ဒါသူတို့လိုချင်တဲ့ကစားသမားတွေရမယ်ဆိုလို့ရှိရင်ပေါ့အဲ့တော့ Man City နဲ့ဒါ Guardiola လိုချင်နေတဲ့ကွမ်းလည်လောင်းတာရယ်ဒီဘယ်လိုပြောမလဲကွင်းလည်လူတွေပေါ့နော် Florian Rice, Ryder နဲ့ Rodri ကိုတွဲကြည့်မယ်ဆိုလို့ရှိရင်တော့ Manchester City ဒီ Arsenal လောက်အဆင်မပြေဘူးဆိုရင်တော့မှ Arsenal လောက်မတောင့်တင်းနေဘူး Arsenal လောက်ဟို chemistry မမိနေဘူးဆိုရင်တော့မှသူကနေတူတော့ကွင်းလည် power house ပြန်ပြီးတော့ဖြစ်လာလိမ့်မယ်လို့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ Rodri ရဲ့ aura ကတော်တော်လေးကြီးတယ်လို့ပြောလို့ရတယ်။ပြောချင်တဲ့သဘောဒီပါလဲဆိုတော့ Rodri မပါခြင်းရဲ့နီးစနစ်ကို Guardiola ကာကွယ်လိုက်တယ်ဆိုပေမဲ့တခြားအသင်းကထားတဲ့ Rodri အပေါ် respect ကတော့ဒီ Kovacic စီမှာလည်းမရှိဘူး။ဂွန်ဒိုကန်စီမှာအရင်တော့ရှိခဲ့တယ်ဆိုတော့ညာလည်းပဲအခုအသက်အရွယ်ကြီးမြင့်လာတဲ့အချိန်မှာမရှိတော့ဘူးလို့ပြောလို့ရတယ်။အဲ့တော့နောက်နှစ် Rodri ပြင်လာခြင်းဒီ Guardiola အတွက် Guardiola တိစောက်မဲ့ကွင်းလေ Man City ကွင်းလေအတွက်အကောင်းဆုံး aura တခုပေးနေလိမ့်မယ်လို့ထင်တယ်။ပြီးလို့ရှိရင် Florian Rice, Ryder တွဲဖို့လည်းရှိတယ်။ Ryder ဒီ AC Milan မှာအရန်ကောင်းတဲ့ကစားသမားမျိုး Florian Rice ဒီဒါပြောနေစရာမလိုတဲ့ကျေပွန်းတစ်ယောက်ဖြစ်တယ်။အဲ့တော့ဒီ၃ယောက်ကိုပေါင်းပြီးတော့နောက်ထပ်ကွင်းလေမှာဘယ်သူတွေရှိလဲဆိုရင် Nico Gonzalez ရှိတယ်။အဲ့တော့ Nico Gonzalez နဲ့ပြောလို့ရှိရင် Rodri နဲ့တွဲမလား Ryder နဲ့ Rodri နဲ့တွဲမလားဒါဒီကျွန်တော်တို့Guardiola အကုန်လုပ်လို့ရတယ်ဆိုတဲ့သဘောတရားမျိုးမှရှိတယ်အဲ့ဒါမှအဆင်မပြေဘူးငါ Matheus Nunes ကိုပြောလို့ရှိရင်versatile အနေနဲ့ထည့်လို့ရသေးတယ်ဥပမာ cancel မှာထည့်မလားဒါမှမဟုတ် right back မှာထည့်မလားဒါဒီ Guardiola အတွက်ဒါလက်ကမြင်းကြောထားလို့အကောင်းဆုံးလူစင်းရင်လို့တော့ကျွန်တော်ကတော့ထင်တယ်အဲ့တော့Crystal Palace ကိုရှုံးသွားတယ် agent profile player တွေဒါ De Bruyne တို့ Bernardo Silva တို့ဒါပြောမယ်ဆိုလို့ရှိရင်မလုံနိုင်ဘူး easy speed ကိုတော့လိုက်မမီဘူးဆိုတော့ညာလည်းပဲတစ်ဖက်ကပြန်လာမယ်ဆိုလို့ရှိရင်တော့လုံးလားကြီးပြောင်းလဲသွားဖို့လည်းအခွင့်အရေးရှိနေသေးတယ်အဲ့တော့ Guardiola အနေနဲ့ဆိုလို့ရှိရင်သူဒီတက်ဆင်ချင်းပြောင်းလဲတာထက်ငါဒီမှာတော့ဖလားလက်မဲ့ရာဒီမဟုတ်ဘူးငါအိမ်မဆိုးကြီးပုံစံမျိုးဖြစ်သွားပြီဒါပေမဲ့နောက်နှစ်မှာတော့ဖလားရချင်တဲ့ဆိုတဲ့ပုံစံမျိုးနဲ့တော့ Guardiola အသေးနဲ့ပြောင်းလဲနေမယ်အကယ်၍ဖြစ်သွားတယ်ဆိုရင်တော့ Florian Rice, Ryder, Rodri ဒီတော်တော်လေးကိုကောင်းတဲ့ကွမ်းလေသူဖြစ်လာသလို Nico Gonzalez ပါထည့်မယ်ဆိုလို့ရှိရင်တော့ဒါပြောမယ်ဆိုလို့ရှိရင်ကွန်းလေ power house ပြန်ပြီးတော့ဖြစ်လာနိုင်တယ်လို့ညှော်လင်းချက်တော့ရှိသေးတယ်တိုးတော်ညာလည်းပဲခုနပြောလိုမျိုးပဲကျွန်တော်တို့ဒါဖလားလက်မဲ့ယာတီတခုဖြစ်ထားတဲ့အရှိန်လေးပြီးလို့ရှိရင်ကြာရှိန်လေးကိုတော့ကျွန်တော်တို့ထိန်းရမယ်လို့တော့ထင်မိတယ်ပေါ့လေဟုတ်ကဲ့ပါဆိုတော့ဒီနေ့ဆွေးနွေးခဲ့တာကတော့ဖလားလက်မဲ့စာမျက်နှာတွေပါခဲ့ရတဲ့ Guardiola နဲ့ Man City ဆိုတဲ့ topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တာပါကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်